မင်္ဂလာပါအဖိုးယူ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ Legacy survey data တွေကို SPSS အသုံးပြုပြီးတော့ဒီ reliability test တနည်းအားဖြင့်ကျွန်တော်တို့ Crobat Alpha တန်ဖိုးဘယ်လိုမျိုးတွက်လို့ရလဲဆိုတော့ကျွန်တော်အနေနဲ့အသေးစိတ်ဆွေးနွေးပြမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ Crobat Alpha တန်ဖိုးတွက်မယ်ဆိုရင်ရခင်ပူရီကကျွန်တော်ရှင်းပြခဲ့သလိုပဲကျွန်တော်တို့ဒီ SPSS မှာdata entry သွင်းလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ legacy နဲ့ 5.0 legacy နဲ့ကောက်ထားတဲ့ဒီ survey data ရှိမယ်ဒီ SPSS မှာကျွန်တော်တို့data entry လုပ်ထားရမယ်ပေါ့ဒီလိုလုပ်ပြီးသွားပြီကျွန်တော်တို့ဒီဘက်မှာdata တွေလည်းဒီလိုထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Crobat Alpha တန်ဖိုးကိုတက်လို့ရပါပြီပြီးတော့ Crobat Alpha တန်ဖိုးတွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာanalysis ကိုသွားပါပြီးတော့ကျွန်တော်တို့ analyze ထဲကနေမှကျွန်တော်တို့ scale တွေကနေမှreliability analysis ပေါ့နော်ဒါကိုရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ box ကလေးကြာလာပါလိမ့်မယ်အဲ့တော့ကြာလာရဆိုရင်ကျွန်တော်ကတရားတွေကပို့ထားပြီးသားမလို့ပေါ့နော်ဒါတွေကိုနော်ပြပြန်ပို့လိုက်အဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီ entry သွင်းထားတဲ့ variable တွေကကျွန်တော်တို့ဒီ bevel chunk က box ထဲမှာရှိမှာပေါ့အဲ့တော့ကျွန်တော်တို့တွက်မဲ့ variable တွေကိုပဲကျွန်တော်တို့ကရွေးချယ်လိုက်မယ်ရွေးချယ်လိုက်ပြီးကျွန်တော်တို့ဒီမြားလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ item ဘက်ကိုကျွန်တော်တို့ရဲ့ variable တွေရောက်သွားမယ်ပေါ့အဲ့တော့ကျွန်တော်တို့ data entry သွင်းထားတာမှာဒီမှာ label မှာကိုယ်စိတ်ကြိုက်ဒီအညီပေးလို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီမှာ product လို့အညီပေးထားတယ်ပေါ့အညီပေးထားတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုတွက်ချက်မဲ့ဒီတန်ဖိုးကိုကျွန်တော်ရွေးပေးရမယ်ပေါ့ဘာနည်းနဲ့တွက်ချက်မှာလဲပေါ့ဒီမှာဆိုကျွန်တော်တို့ကCrobat Alpha တန်ဖိုးကိုတွက်မှာဖြစ်တဲ့အတွက်ကျွန်တော်က Alpha ကိုရွေးထားတယ်နောက်တစ်ခုကဒီဘက်မှာပေါ့ဒါကကျွန်တော်မှတ်ထားပြီးသားမှာပေါ့ဒီ test box ထဲမှာကျွန်တော်တို့ reliability analysis statistic ကိုကျွန်တော်တို့ဘာတွေတွက်ထုတ်မှာလဲဒီကိုတွက်ထုတ်မဲ့အပိုင်းကိုကျွန်တော်တို့အချင်းမှာရွေးပေးရမယ်အဲ့တော့ကျွန်တော်အနေနဲ့ item ရွေးမယ် scale ပြီးရင် scale if item deleted ကျွန်တော်တို့ဒီဘက် bevel chunk ဘောက်ထဲမှာကျွန်တော်တို့သုံးခုရွေးလိုက်မယ်နောက်တစ်ခုက correlation ကျွန်တော်တို့ item တစ်ခုနဲ့တစ်ခုဒီ correlation ကိုလည်းကျွန်တော်တို့စစ်မယ်နောက်တစ်ခုကကျွန်တော်တို့ summary မှာ mean ကိုကြည့်မယ်နောက်တစ်ခုက correlation ကိုကြည့်မယ်ဒီလိုရှိရင်ကျွန်တော်တို့ကဒီကိုတွက်မဲ့အရာတွေရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ continue ကိုနှိပ်လိုက်ရုံပဲနှိပ်ပြီးတာနဲ့ကျွန်တော်တို့ okay ပေးလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကCrobat Alpha တန်ဖိုးကိုသူ SPSS ကကျွန်တော်တို့အလိုလျောက်တွက်ထုတ်ပေးတယ်ပေါ့နော်တွက်ထုတ်ပြီးတော့ဒီမှာကြည့်လို့ရတယ်ဒီreliability statistic မှာဆိုရင် Crobat Alpha တန်ဖိုးက0.934 ရှိတယ် item number of item 6ခုပြီးလို့ရှိရင် item statistic inter item correlation method ထွက်မယ်summary item statistic item total statistic ပြီးရင် scale statistic ဒီထွက်လာတဲ့ results တွေနဲ့ပတ်သက်ပြီးတော့ interpretation ကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ဆက်လက်ဆွေးနွေးပြတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်